မင်္ဂလာပါရှင်မနေ့ကအောင်ပင်လယ်ထဲမှာကွက်ကြံလေးတွေတင်လိုက်တော့ကွက်ကြံလေးတွေမေးရသူတွေရှိလို့ပေါ့နော်ကွက်ကြံလေးကတော့တစ်ခွက်တော့ရှိပါအောင်မယ်ပထမတစ်ခွက်ကတော့မရှိတော့ပါဘူးတစ်ခွက်တော့ရှိအောင်မယ်ပြီးတော့1100 1200တန်းလေးရှိပါတယ်အဲ့ဒါလေးကိုခုပြောပြချင်ပါတယ်ရှင့်ဟုတ်ကဲ့နောက်ကနေလိုက်ကြည့်ပေးအောင်နော်ခုမြင်နေရတာကတော့105မိန်းလမ်းမကြီးပဲဖြစ်ပါတယ်ရှင်မိတ်ဆက်ပေးမယ့်မြေခွက်လေးကတော့105မိန်းလမ်းမကြီးနဲ့တစ်ခွက်ပဲငုတ်ပါတယ်52 53ကြားမှာရှိပါတယ်ရှင်မျက်နှာပွင့်ပေ30နောက်40ရှိပါတယ်အိမ်ပုံလေးကိုတော့ privacy အရရိုက်ပြမပေးတော့ဘူးเนาะတောကရန်ကိုတက်တန်းကုန်နဲ့ရမှာပါရှင်ရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့3000ကိုညှိနှိုင်းရောင်းချပေးတော့မှာဖြစ်ပါတယ်နေရာလေးတော်တော်လှပါတယ်ဒါလေးကတော့နောက်တစ်ခွက်ပါရှင်ဒါလေးကတော့105အနီး9354ကြားမှာရှိပါတယ်ရှင်အလဲလေးကတော့အရှိလဲပါစာရွက်စာတမ်းကတော့စလစ်မူရင်းနဲ့ရမှာဖြစ်ပြီးတော့3000ခေါ်ထားပါတယ်ပေ30 40ဖြစ်ပါတယ်ဒါလေးကတော့နောက်တစ်ခွက်ပါရှင်ဒါလေးကတော့9354ကြား105နဲ့104ကြားမှာရှိပါတယ်ငွေပွင့်ပေ30နောက်40ရှိပြီးတော့အလဲလေးကတော့အနောက်လေးဖြစ်ပါတယ်ရှင်စာရွက်စာတမ်းကတော့ကြရန်နဲ့ရမှာဖြစ်ပြီးတော့ရောင်းစည်းလေးကတော့1100ကိုပပလေးညှိနှိုင်းပေးသွားမှာဖြစ်ပါတယ်ရှင်လမ်းလေးကတော့ကတရလင်းခင်းထားပါတယ်ဟုတ်ကဲ့နောက်ထပ်လိုင်းမော်တင်မထားတဲ့အကွက်ကလေးတွေအများကြီးရှိပါသေးရဲ့ရှင်စိတ်ဝင်စားရမယ်ဖြစ်ဖြစ်အသေးစိတ်သိရှိလို့တဲ့ဆိုရင်လည်းဖြစ်ဖြစ်ဖုန်းနံပါတ်96134943 40 59 999ကိုဆက်သွယ်ဆောင်ရွက်မိနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်